ထောင်ပြပြီးလို့ရမလား ဘယ်လိုထားလဲ ဟုတ်ကဲ့မင်္ဂလာပါရှင် မင်္ဂလာပါ နာမည်လေးရဲ့အသက်လေးရဲ့ပေါ့အလုပ်လေးရဲ့မိတ်ဆက်ပေးပါအောင်ရှင် နာမည်ကတော့ Ryan အသက်ကတော့19အလုပ်ကတော့ content creator ပါ new ဝလာတဲ့ fashion လေးမိုက်တယ်ပေါ့နော်ဒီ fashion နဲ့ပတ်သက်ပြီးတစ်ချက်လောက်ရှင်းပြပေးပါလား ဒီဥစ္စာတော့ PUBG mobile နဲ့ဟို character cosplay ထားတာပါ အရန်ကိုမိမိုက်ပြီးတော့အရန်ကိုကြည့်ကောင်းတာဆိုတော့လေဟိုသဘောကျနေတဲ့လူတွေအများကြီးရှိမှာပဲနော် no စင်ငယ်ပဲမင်ငယ်လို့မရဘူး အဲ့တော့ဟိုဒီလိုပဲမိမိုက်နေဆိုရင်တော့ဒီဥစ္စာအပြောကိုခံအောင်ခံရတယ်ကွာဟုတ်တယ်နော် တကယ်မိုက်လို့လားနည်းနည်းလူမဟာတာပုံစံနဲ့ပဲသွားတာဆိုတော့နည်းနည်းတော့ငါပို့လို့တော့ကိုထင်ရတာပေါ့နော်ဟိုအများနဲ့ရုပ်တည်နဲ့မနေတာဘူး အလားပါနဲ့ပတ်သက်ပြီးတော့ဘယ်အပိုင်းလေးတွေဦးစားပေးပြီးလုပ်ဖြစ်လဲဥပမာ skin ဖြစ်ဖြစ် hair ဖြစ်ဖြစ်ပါပဲတစ်ခုခုပေါ့နော် အခုစပင်ဟို skin care ဟို outfit တွေပါတယ်အခုအကုန်လုံးဟို upgrade မြင်ရတာမြင်မှာပေါ့နော်အခုဥစ္စာတော့ကျွန်တော်တော်တော်များများဝတ်တာတော့ formal ဥစ္စာတွေသွားပါတယ်နည်းနည်း mafia daddy type ဒီလိုမျိုးအဲ့လိုမျိုးသွားတာများပါတယ် ကိုသုံးနေတဲ့ product ထဲမှာရောဘယ် brand လေးကတော့သုံးလို့ကောင်းပါလဲဆို recommend ပေးနေတာရှိလား no ကျွန်တော်ကိုယ်တိုင်တော့ဘာသုံးလို့တော့မလဲမသိတော့ကျွန်တော် makeup artist ကိုလိုက်နေတာ Nora လောက်ပါဦးဒီမှာမနှမ်း skin care သွားမျက်နှာတစ်စိကုန်နေပြီမျက်နှာတစ်စိကုန်နေပြီဟုတ်ကဲ့မနှမ်းပြန်သွားဝယ်အောင်ပဲဟုတ်ပါကျွန်တော်သုံးတာဆိုတော့မျက်နှာတစ်စိတုံတာ lotion sunscreen အဲ့ဒါပဲရှိတယ် ကိုယ့်ရဲ့အလားပုံလေးတွေနဲ့ပေါ့နော်ကိုယ့်ရဲ့ video လေးတွေကိုကြည့်လို့ရအောင်လို့ပေါ့နော် social media အကောင့်လေးတစ်ချက်ပြပေးလို့ရမလားရှင်ထောင်ပြပေးလို့ရမလား ဘယ်လိုထားလဲအကောင့်ကိုပြောတာပါမောင်လေးရဲ့ အကောင်ကတော့ပြောရမှာပါအလှပုံကတော့လှလားမလှလားတော့မသိဘူးမျက်နှာပြောင်းတာတော့တော်တော်များများမြင်ရမယ်ကျွန်တော် main ကလေးလို့ဝယ်ထားတဲ့ဥစ္စာတော့မြင်ရမယ်အမှကြိုက်ရင်လည်းကြိုက်ပေါ့နော်ဟိုကမကြိုက်ဟိုကကြိုက်မတရားကြိုက်ပြီးတော့လည်းမကုန်းပါနဲ့စိတ်ချင်းပါအောင်ယောက်ျားကြီးအဲ့ဒါပဲပြောတော့မယ်အဲ့လိုပါပဲ အခုပြောထားတာလေးကို line မပြန်နေမရလားရှင် ရတာပေါ့ အားလုံးပဲကြည့်နေတဲ့တငယ်ချင်းတို့အနေနဲ့အလားပါနဲ့ပတ်သက်ပြီးပို့တိုးစေတဲ့လှုပ်ဝက်ချက်ကိုသိချင်နေဆိုရင်တော့ကျမတို့ရဲ့အကောင့်လေးကို like and follow ဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်ရှင်အားလုံးပဲတတာ